Okay အားလုံးပဲမင်္ဂလာပါဒီနေ့ video မှာတော့ကျွန်တော်တို့ဒီ TikTok style edit တွေမှာ clip တွေကိုကျွန်တော်တို့ edit တဲ့အခါမှာပေါ့နော်ကျွန်တော်တို့ဘောလုံး edit တာပဲဖြစ်ဖြစ်ကျွန်တော်တို့ပုံမှန်ဒီကျွန်တော်တို့ကြိုက်တဲ့ character တွေကို edit တာပဲဖြစ်ဖြစ်အဲ့လို edit တွေမှာကျွန်တော်တို့ကကျွန်တော်တို့တွေဒီ clip ကို shape တွေပါတယ်သုံးတယ် effect တွေပါတယ်ထည့်တယ် okay အဲ့ဒါတွေအားလုံးမလုပ်ခင်မှာကျွန်တော်တို့တွေလုပ်ရမယ့်အရာတစ်ခုရှိပါတယ်ဟုတ်ပါတယ်အဲ့ဒါတော့ကျွန်တော်တို့ clip တွေကိုကျွန်တော်တို့ twister ဆိုတဲ့ slow motion ပုံစံလေးထည့်တာဖြစ်ပါတယ်ဟုတ်ပါတယ်ကျွန်တော်တို့ဒီ twister ကကျွန်တော်တို့ဒါ editing လုပ်တော့မယ်ဆိုရင် clip တွေကိုရင်ဆုံးကျွန်တော်တို့လုပ်ရတဲ့အခြေခံပေါ့နော်ဒါကျွန်တော်တို့ clip တွေကိုကျွန်တော်တို့ရင်ဆုံး twister ထည့်ရတယ်ပေါ့ okay အဲ့တော့ကျွန်တော်တို့ကဒီနေ့မှာအဲ့တော့ကျွန်တော်တို့ clip တွေကိုဘယ်လို twister ထည့်ကြမလဲပေါ့ okay ဒါကတော့ကျွန်တော်ဒါ video အစားပိုင်းမှာလည်းကျွန်တော်ပြထားလို့ပဲအဲဒါကတော့ပုံမှန်ပေါ့နော်ဒါကတော့ twister ထည့်လိုက်တာနှစ်ခုကကြည့်ရင်တော်တော်လေးတည်တာပါတယ်တော်လေးဒီ twister ထည့်ထားတဲ့ clip မှာလုံးဝရှိတ်တွေပါတယ်ထည့်မယ်အဲမှာ twister ကတော့အဓိကပဲပေါ့နော် twister okay အဲ့တော့ကျွန်တော်ဒီ clip ကိုကျွန်တော် twister ထည့်မယ်အရင်ဆုံးကျွန်တော်တို့ clip ကိုတစ်ချက်ထောက်မယ်ပြီးရင်ကျွန်တော်တို့ speed ပြီးရင်ဒီမှာ curve ဆိုတာလေးရှိရပြ curve ကနေကျွန်တော် custom ကနေကျွန်တော်တို့ဒီကိုဒီ custom နှိပ်လိုက်ပြီဆိုတော့ကျွန်တော်ဒိုလေးပေါ်သွားမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာဒီ beat တစ်ခုဒီနှစ်ခုကိုဖြတ်မယ်ဗျာနော်ဒီဘော delete ပြီးလို့ဒီပေါ်မှာလည်း delete ပြီးလို့ okay ပြီးရင်ကျွန်တော်အလဲရဟာကို 0.28 ဒီထားလိုက်ပေါ့နော် okay ရသွားပြီအဲ့ဒါကြည့်ကြအောင်အဲ့ဆိုရင်ကျွန်တော် smooth မဖြစ်ဘူးဗျဘာလို့ဆိုတော့နည်းနည်းလက်နေအဲ့ကျွန်တော်ဘာလုပ်ရမလဲဆိုရင် edit ကိုနေ smooth butter quality လေးနှိပ်ပေးမယ်ဗျโอเคကျွန်တော်ပြန်ကြည့်ကြည့်မယ်ပေါ့နော်ဒါဆိုရင်တော့ကျွန်တော်လုံးဝ smooth ဖြစ်တဲ့ Twitter တစ်ခုထည့်ပြီးသွားပြီပေါ့နော်โอเคအဲ့ဒီအချိန်မှာကျွန်တော်ဘာလုပ်အောင်မလဲဆိုရင်ကျွန်တော်တို့ဒီ clip ကအလဲကျနေဘူးလို့ပဲပေါ့နော် editing တစ်ခုမှာကျွန်တော် clip ကအလဲရောက်နေမှကြည့်လို့ကောင်းတာဖြစ်တဲ့အတွက်ကျွန်တော် clip ချိန်မယ်ပေါ့နော်ကျွန်တော် clip ကိုကျွန်တော်တို့အရင်ဆုံးနေရာချိန်မယ်ပေါ့နော်အဲ့အလဲကျအောင်ချိန်ပေါ့အဲ့လိုကျွန်တော်ဘယ်လိုချိန်တော့မလဲဆိုရင်ခုဒီမှာဒီနားကို keyframe တစ်ခုချမယ်ဒီနားကြီးကကျွန်တော်နောက်ကနေနဲ့ရောက်သွားဖြစ်တဲ့ keyframe တစ်ခုချရှိလို့ဆိုရယ် okay နားကိုလေရှိလို့လေးကို okay okay ဒါဆိုရင်တော့ကျွန်တော်တို့ twister တစ်ခုအဆင်ပြေထည့်ပြီးသွားပြီဖြစ်ပါတယ်ပေါ့နော် okay အဲ့တော့ဒီ video လေးကကျွန်တော်တို့တူပေမဲ့ brother တို့အလုံးဝအလုပ်ဖြစ်မယ်လို့ထင်တယ်ဘာလို့ဆိုတော့ကျွန်တော်တို့smooth twitter လုံးဝကပ်မှာပဲကျွန်တော်တို့ twister ကိုကောင်းကောင်းမွန်မွန်သုံးနေတော့ပေါ့နော် okay နောက် video မှာတော့ကျွန်တော်ကဒီထက်ပို smooth ဖြစ်တဲ့ twitter တွေဒီ shape အကြောင်းတွေလည်းတင်ပေးမှာဖြစ်လို့ကျွန်တော်ရဲ့ဒီ YouTube channel လေးကို subscribe လေးလုပ်ပေးထားဖို့အားလုံးပြောချင်ပါတယ်ကဲဒီနေ့ video လေးကတော့ဒီလောက်ပါပဲ